အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုဖိုင်လေးကတော့ဗီဒီယို Starbucks စာပိုင်းလေးဆက်သွားပေးပါမယ်ကဲဆိုတော့နံပါတ်14လေးကနေစမယ်နော်ဒီနှစ်ရဲ့တဲ့ဒါကနွေရာသီဒီနှစ်ရဲ့နွေရာသီကလည်းအာဆွိငါပူပင်မဲ့ဒီနှစ်နွေရာသီကလည်းပူပင်မဲ့ကွက်လက်ဇွတ်တူဆိုတာကအပြည့်အသက်ကိုပဲအပြည့်အသက်ကိုစူးစူးရှိခုခန်းကြည့်တာဆိုတာကလေဇွတ်တူဆိုတာတောက်လျှောက်အပြည့်အသက်ပေါ့နော်တောက်လျှောက်စူးစူးရှိခုဆိုတာနည်းနည်းလေးအေးလာတယ်လို့ခံစားရတယ်ဒီနှစ်နွေရာသီကပူတယ်ဆိုပေမဲ့လည်းကွက်လက်ဖြစ်တဲ့တဖြည်းဖြည်းနဲ့အေးလာတယ်လို့ခံစားရတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဤကျောနာဆိုတာကအလွန်မင်းတအားကြီးကိုပေါ့နော်ပုံမှန်မဟုတ်တာအဲ့လိုမျိုးပြောတာနီခူရာဘဲရုတို့နှိုင်းရှင်မယ်ဆိုရင်နှိုင်းရှင်မယ်ဆိုကြတဲ့ကနှိုင်းရှင်စရာတစ်ခုခုရှိရမယ်ဒီနှစ်နွေရာသီနဲ့ဘာနဲ့နှိုင်းရှင်မှာလဲနော်ပြမယ်နော်အာဆွဆဒတဆိုတာအာဆွဆဆိုတာကအပူချိန်အာဆွီကနေလာတဲ့ဤကိုဖြုတ်ပြီးစပေါင်းတော့အာဆွဆဒတအပူချိန်ဖြစ်တဲ့ခေါ့နန်တော့နာဆိုမနှစ်ကနွေရာသီဆိုတော့နှိုင်းရှင်စရာနှစ်ခုရှိတယ်မနှစ်ကနွေရာသီနဲ့ဒီနှစ်နွေရာသီကိုနှိုင်းရှင်မယ်ဆိုတော့နှိုင်းရှင်မယ်ဆိုကြတဲ့ကနှိုင်းရှင်မယ်အရာရဲ့နောက်မှာပဲနိခူရာဘဲတို့နှိုင်းရှင်ရမှာဆိုတော့သေချာပြီ၄နဲ့2ကတော့အတွဲလိုက်ဖြစ်မယ်ခေါ့နန်တော့နာဆိုနိခူရာဘဲရုတို့မနှစ်ကနွေရာသီနဲ့နှိုင်းရှင်မယ်ဆိုရင်ပြောလို့ရှိရင်ကွာဟိုဒီနှစ်ကပူတယ်ဆိုပေမဲ့လည်းမနှစ်ကနွေရာသီနဲ့နှိုင်းရှင်မယ်ဆိုရင်ဒီနှစ်ကအဲ့လောက်ကြီးမပူတော့ဘူးနည်းနည်းလေးအေးတယ်လို့ခံစားရသေးတယ်ဆိုတဲ့သဘောဟိုမှာဒီနှစ်ကအပူချိန်က35ပဲရှိတယ်မနှစ်ကအပူချိန်က40လောက်ဆိုဒီနှစ်ပူတယ်ဆိုပေမဲ့လည်းမနှစ်ကနဲ့နှိုင်းရှင်လိုက်ရင်တော့နည်းနည်းနေတာပါသေးတယ်နည်းနည်းလေးအေးပါသေးတယ်အဲ့လိုမျိုးပြောတာဆိုသေးကြပြီနောက်ဆုံးမှာကတော့4နဲ့2ကတော့သေးကြပြီအဖြေကထွက်နေပြီ4နဲ့2ရမှာနော်ဒါပေမဲ့ရှေ့မှာနှစ်ခုကြံနေတာဗာလဲဆိုရင်ဤကျောနာအာဆွဆဒတဆိုတော့ဤကျောနာပုံမှန်မဟုတ်တဲ့အပူချိန်ဖြစ်ခဲ့တဲ့မနှစ်ကနွေရာသီဒီတစ်ကော3ရော2ခုလုံးဒီဟဲ့ဒီခေါ့နန်တော့နားစုကိုအထောက်အကူပေးမှာပို့ပြီးမျက်လုံးထဲမှာမြင်တာအောင်လို့အထောက်အကူပေးမယ်စကလုံးတွေမနှစ်ကနွေရာသီတောင်မှဘလို့မနှစ်ကနွေရာသီလဲပုံမှန်မဟုတ်တဲ့အပူချိန်ဖြစ်ခဲ့တဲ့မနှစ်ကနွေရာသီနဲ့နှိုင်းရှင်မယ်ဆိုရင်ဆိုတော့အဖြေက1 3 4နှစ်ပတ်တန်နဲ့သွားပါမယ်နံပါတ်1ကောနံပါတ်3ရောဒီနံပါတ်4နောင်းကိုမြင်သာအောင်ဖော်ပြပေးတဲ့စကားလုံးလေးတွေရမှာနော်မနှစ်ကနွေရာသီဘလို့နွေရာသီလဲအပူချိန်ပုံမှန်မဟုတ်ခဲ့တဲ့မနှစ်ကနွေရာသီလို့ပြောတာရမှာနော်ဆိုတော့ star နေရာမှာကနံပါတ်4ပေါ့နံပါတ်15ဆိုတော့ဟာစီမဲတဲ့ပထမဆုံးအရူပိုက်တူရှိတဲ့အချိန်ပိုင်းလောက်ကိုလုတ်ပြီးတော့အခါနဲ့အခဆေခုဆိုတာကပတ်စံရှာတာဟိုတော်တော် TikTok ထွန်းလေအခါနဲ့ခဆေခု watashi wa star ဆိုတာလေအဲ့ခဆေခုပတ်စံရှာတာရမှာနော်ပထမဆုံးအချိန်ပိုင်းလောက်ကိုလုတ်ပြီးပတ်စံရှာလိုက်တော့ကွက်လက်ဝါကတနားလေတော့ဥမာကွာအလုံးလောက်ကြည့်လိုက်တော့မှပတ်စံတမိုးနားလေသွားရဆိုပုံစံမျိုးတာခိုးတူကကိစ္စကတိုင်းဟန်နာဆိုတာကပင်မန်းတာခိုးတူကဒိုရီတာခဲကဲဆိုတော့ဒီမှာကကျတော့ grammar pattern တစ်ခုရှိတယ်ဒီပြောလို့ရှိရင်ကွာမြန်မာလိုပြန်မယ်ဆိုလို့ရှိရင်ဒီလောက်တောင်မှပင်မန်းတဲ့ကိစ္စပဲဆိုတာကိုနားလည်သွားပုံမှန်အမေစီကလက်ဖြန်တောင်းနေအောင်နားတော့ပတ်စံအကြောင်းမသိဘူးပေါ့ကွယ်ကိုယ်တိုင်လုံးလိုက်တော့မှနားလည်သွားဆိုတဲ့ပုံစံမျိုးဒီလောက်တောင်ပင်မန်းတဲ့ကိစ္စလားဆိုတာကိုနားလည်သွားရဆိုတဲ့ပုံစံမျိုးဆိုတော့ဒိုရီတာခဲကနေစဒိုရီတာခဲဒီလောက်တောင်မှဒိုရီတာခဲခိုးသူကပြောလို့ရှိရင်လေဘယ်ကိစ္စမဆိုတတ်ကိုဒီပတ်စံရှာရတဲ့အလုပ်ကြီးကပင်မန်းနေဆိုတာကိုသူနားလဲသွားတာအဲ့လိုမျိုးပြောချင်တာဒိုရီတာခဲခိုးသူကဘယ်ကိစ္စမဆိုတတ်ကိုတိုင်းဟန်နာခိုးသူကဆိုတာပင်မန်းတဲ့ကိစ္စလို့နားလဲသွားတယ်ဒိုရီတာခဲဆိုတာကဘယ်ကိစ္စမဆိုတတ်ကိုဒီပတ်စံရှာတဲ့အလုပ်ကြီးကပိုခက်ခဲတယ်ဆိုတာကိုသူနားလဲသွားတာဒါမှနော်ဆိုတော့ star နေရာမှာကနံပါတ်2ဖြစ်ပါတယ်ဒိုရီတက်ခဲခိုးတူကဆိုအတွဲလိုက်လေနော်ဒီနေ့ပေါ့နော်ချူးလျှော်ခုနော်အတူဆိုတာကနေ့လေစာဒါနေ့လေနေ့လေစာစားပြီးတဲ့နောက်မှာဆိုလို့ရှိရင်တဲ့တူလျှော့ကန်ရဲ့စာကြည့်လိုက်ကိုအစ်တဲ့သွားပြီးတော့စာအုပ်ဖတ်တာပေါ့နော်ယွန်းတဲ့အစ်တာလားစာအုပ်ဖတ်လိုက်တာဆိုရင်ကွက်လက်တဲ့ကဲနောက်ဆုံးမှာ full stop နဲ့ဆုံးတယ်ဆိုတော့နောက်ဆုံးမှာအရင်ဆုံးထားမယ့်ဟာကိုရှာကြည့်အောင်နော်တဲ့နောက်ဆုံးမှာတော့မဖြစ်နိုင်ဘူးအပြင်မှာမှောင်လာတယ်ဖြစ်နိုင်သေးတယ်။အိုဒိုရိုအီတာအန်အောသွားတယ်ဒါလည်းဖြစ်နိုင်သေးတယ်။အီဆွနိုမာနီကာနီဆိုတာကလေကိုမတိလိုက်ခင်ချိန်အတွင်းမှာတတိမထားမိလိုက်ခင်ဥမာကွာကိုကစာအုပ်ဖတ်တာကိုဇံဝင်သွားရင်အပြင်မှာမှောင်တာကိုမတိလိုက်ဘူးဆိုရယ် grammar လေအီဆွနိုမာနီကာ
မာနီကာဆိုတာကလေကိုမတိလိုက်ခင်အတော်အတွင်းမှာတတိမထားမိလိုက်ခင်အတော်အတွင်းမှာဆိုတဲ့ပုံစံမျိုးဆိုတော့ Isono Manika ကိုတတိမထားမိလိုက်ခင်အတွင်းမှာသို့တော့ကဆိုတာကအပြင်မှာမှောင်လာတယ်နော်တဲ့ဆိုတာကလေဒီမှောင်လာတဲ့အတွက်ကြောင့် reason ပေးတယ်သူ reason ပေးတာဒီဘာလို့ reason ပေးတာဆိုတော့နောက်မှာအိုဒိုရိုဟိတဆိုတဲ့အံ့ဩတယ်ဆိုတဲ့အကြောင်းအရာပါတယ်အံ့ဩတယ်ဘာလို့အံ့ဩတာလဲအပြင်မှာမှောင်လာတဲ့အတွက်ကြောင့် तू ကအံ့ဩတာအပြင်မှာမှောင်လာတဲ့အတွက်ကြောင့်အံ့ဩတာဖြစ်တဲ့အတွက်ကြောင့်ခဏလေးနော် Isono Manika တတိမထားမိလိုက်ခင်အတွင်းမှာပဲsorry ဒါတစ်ကဒီမှာမဟုတ်နှစ်ကဒီမှာရောက်မှာအပြင်မှာမှောင်လာတဲ့အတွက်ကြောင့်ဒီမှာတစ်ဖြစ်မယ်အံ့ဩသွားတယ်ပြန်ပြောမယ်ဆိုရင်ဒီနေ့ထမင်းစားပြီးနောက်မှာဆိုရင်စာကြည့်လိုက်ကိုသွားပြီးတော့စာအုပ်ကိုဖတ်လိုက်တာเนาะတတိမထားမိလိုက်ခင်အတော်အတွင်းမှာပဲအပြင်မှာမှောင်လာတဲ့အတွက်ကြောင့်အံ့ဩသွားခဲ့တယ်ဆိုတော့စတားနေရာမှာက1ဖြစ်မယ်เนาะဒီမှာဆက်သွားမယ်နော်ခုနိုချီဇူခဲခီဆိုတာကဒီ cheese cake ရဲ့တဲ့ not ပါတယ်နော် not ဒီ cheese cake ရဲ့ကွက်လက်ဒါတဲ့တဲ့မို့ဘယ်သူမဆိုခန်းတန်းနိလွယ်လွယ်ကူကူစကူရဲတို့တို့အမို့လုံနိုင်မယ်လို့ထင်တယ်ဘယ်သူမဆိုလွယ်လွယ်လေးပဲလုံနိုင်မယ်လို့ထင်တယ်ဒါခါလာစကူရီခတာဒါခဲဇိုင်းလျောကိုမာဆဲတဲ့ဆိုတာကပါဝင်ပစ္စည်းတွေကိုမှွေပြီးတော့အပူပေးလိုက်ရုံနဲ့ဒီကိတ်မုံကလှုပ်လို့ရတယ်ကွာလွယ်လေးပဲလောက်ပုံလုံးကြီးလွယ်တော့ဘယ်သူမှဆိုလှုပ်လို့ရတယ်ဆိုရယ်ပုံစံမျိုးဆိုတော့ဒီ cheese cake ရဲ့ဇိုင်းလျောကိုမာဆဲတဲ့ပါဝင်ပစ္စည်းတွေကိုမှွေပြီးတော့ဟီယာစုဆိုတာကအပူပေးမယ်ဒီအပူပေးမယ်အေးခံမယ်ပေါ့နော် sorry အပူပေးတာဖြစ်ကုန်ပြီအေးခံလိုက်မယ်အေးခံမယ်ကွက်ပြီးတော့လို့ရှိရင်ဟီယာစုစကူရီခတာပြောလို့စင်လောက်ပုံလုံနီနံပါတ်2ကိုနံပါတ်4ကထောက်ပံ့ပေးထားတယ်လောက်ပုံလုံနီဒီဘလို့လောက်ပုံလုံနီလဲပါဝင်ပစ္စည်းတွေရောမွေပြီးလောက်ရမယ်ဆိုရယ်လောက်ပုံလုံနီဆိုတော့ဇိုင်းလျောမှာစဲတဲ့ဟီယာစုစကူရီခတာနော်လောက်ပုံလုံနီကအဲ့ဒါ4ပဲဖြစ်တဲ့အတွက်ကြောင့်ဒါခဲဒါ4ပဲဒါခါရဖြစ်တဲ့အတွက်ကြောင့်လောက်ရမှာဒီတစ်စင်လေးပဲလောက်ရမှာဒါလေးပဲလောက်ရမှာဖြစ်တဲ့အတွက်ကြောင့်ဆိုနှစ်ခုကိုတွဲသွားမှာဒါခဲဒါခါရဖြစ်သွားမှာဇိုင်းလျောမှာစတဲ့ဟီယာစုစကူရီခတာဒါခဲဒါခါရဒါလေးပဲလောက်ရမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်သူမှဆိုလွယ်လွယ်လေးလောက်လို့ရတယ်ဆိုတော့စတားနေရာမှာကနံပါတ်3ရမယ်နော်နံပါတ်18ကဆိုတော့အရင်ဆုံး A နဲ့ B နဲ့ပြောတာဖတ်ကြည့်လိုက်မယ်နော်အစားတဲ့နော်တဲ့စကားနော်ရှိရရေးဆိုတာတပတ်ခါကျင်းပမယ်ဘောလုံးပြိုင်ပွဲ ON ဆိုတာကအခုနဲ့ ON ဆိုတာကအားပေးဖို့လာအားပေးမယ်နော်ဆိုတဲ့ပုံစံမျိုးပြိုင်ပွဲနင်းပြိုင်မဲ့ပြိုင်ပွဲငါလာအားပေးမယ်နော်ဒါတန်းကြီးရောဖို့ဆိုတာကမိုးလေဝသသတင်းထဲမှာဆိုရင်ခုမိုရီဆိုတာတိမ်ထူမယ်လို့ပြောထားတဲ့အတွက်ကြောင့်တကယ်လို့မြန်အမယ်တတ်တာရမိုးရွာလာမယ်ဆိုရင်ချူချီနီနာတို့ပွဲရမလုပ်ဘူးလားဥမာကွာဟိုတပတ်ခါနေဘောလုံးကံမှာဆိုရင်ငါလာအားပေးမယ်နော်မိုးလေဝသမှာတော့ကြီးညာထားတယ်တိမ်ထူမယ်လို့ဒီဟိုမိုးရွာနိုင်တဲ့အလားအလာရှိရပေါ့ကွာတိမ်ထူမယ်လို့ပြောထားတာဆိုတော့တကယ်လို့မိုးရွာတယ်ဆိုရင်နင်တို့ဘောလုံးပွဲကပြတ်မှာလားကန်ဆယ်လုပ်မှာလားအဲ့လိုမျိုးမေးတာဆိုတော့အရိကတော့ကျေးဇူးပါဒီဘာလို့ပြောရလဲလာအားပေးမယ်ဆိုလို့ကျေးဇူးပါမိုးရှိဆိုတာကတကယ်လို့များဆိုမဖြစ်သေးတဲ့အချိန်နေနော်တကယ်လို့များကွက်လက်ဖြစ်မယ်ဆိုရင် ON ဝဆိုတာကအားပေးဖို့အတွက်ကမူရီရှိတဲ့ဆိုတာကမဖြစ်နိုင်တော့ဘူးအစင်မပြေနိုင်တော့ဘူးဖြစ်တဲ့အတွက်ကြောင့်ခိနာခုတဲ့မိုးကြီးရောမလာလဲရတယ်နော်ပြောလို့စင်မိုးရွာရင်လည်း तू ကတော့စက္ကန့်အောင်ပါပဲဒါပေမဲ့အားပေးတဲ့သူအတွက်ဆိုမိုးရဆိုရင်အစင်မပြေဖြစ်မှာဆိုလို့နေမလာလဲရတယ်နော်ဆိုပြီးပြောတာဆိုတော့ grammar ရဲ့ဘာပေးထားလဲအမေကဖုတာရမိုးရွာလာမယ်ဆိုရင်ရှီယာယဝပြိုင်ပွဲကအမေကဖုတာတိုစတဲ့မိုးရွာနေရင်တောင်မှကျူးရှိနီနာရာနိုင်တာခဲကန်ဆယ်ရတော့မလုံနိုင်တော့ဘူးเนาะမဖြစ်ဘူးကန်ဆယ်မဖြစ်ဘူးဆိုတာကစက္ကန့်ပဲဆိုတဲ့သဘောမျိုးရမှာเนาะဆိုတော့ဘယ်ကနေစမလဲမိုးရှိတကယ်လို့မြန်အမေကဖုတာရ grammar เนาะမဖြစ်သေးဘူးတကယ်လို့မြန်မိုးရွာမယ်ဆိုရင်ရှီယာယဝပြိုင်ပွဲကအမေကဖုတာတိုဆိုတော့ဒီနှစ်ခုကြံမယ်ပေါ့နော်3နဲ့4နဲ့ကြံမယ်
တကယ်လို့မြန်မိုးရွာမယ်ဆိုရင်ပြိုင်ပွဲကရှူရှိနီနာရာနိုင်ဒါခဲတို့ဆိုတာကလေရှူရှိဆိုတာက cancel လောက်တာတော့မဖြစ်နိုင်ပေမဲ့လေအမေကဖူတာတို့စတဲ့မိုးကဇက်ပြီးတော့ရွာနေမယ်ဆိုရင်ပြိုင်ပွဲဝတ်တွေကိုအားပေးဖို့အတွက်ကတော့မှုတွေမဖြစ်နိုင်တော့တဲ့အတွက်ကြောင့်မလာလဲရတယ်နော်ဆိုတော့1243ပတ်တန်နဲ့သွားပါမယ်ရမယ်နော်ရှူရှိနီနာရာနိုင်ဒါခဲတို့ဆိုတာကcancel လောက်တာကတော့မဖြစ်နိုင်ဘူးဆိုတော့ cancel မလုပ်ဘူးပွဲရဆက်ကျင်းပါမှာเนาะဆိုတော့မိုးရွာလေးတောင်မှအားပေးလို့အဆင်မပြေဘူးအဲ့ဒါကြောင့်เนาะဆိုတော့အဖြေကနံပါတ်4ဖြစ်ပါမယ်ဆိုတော့ဗီဒီယိုဖိုင်တင်ရတာလေမိနစ်ရှည်လို့ရှိရင်လေတင်ရတာတအားကြာနေလို့ပြည့်နည်းနည်းတစ်ဖြက်လေးပဲသွားပေးမယ်เนาะဗီဒီယိုဖိုင်လေးတော့နည်းနည်းလေးများသွားလိမ့်မယ်ဟို10မိနစ်ကျော်သွားရင်ဗီဒီယိုကတင်ရတာတအားကြာနာတခါလေကိုကဗီဒီယိုတင်ထားပြီးပြီဆိုပြီးတော့လေဟိုနေလိုက်တယ်နောက်လည်းကျမဗီဒီယိုကမရောက်သေးဘူးဟိုအနီးစက်ကြီးပြပြီးအဲ့ဒါကြီးဖြစ်နေရမျိုးအရင်ရက်တည်းကဗီဒီယိုဖိုင်လေးတပုတ်နဲ့တပုတ်ဟိုနည်းနည်းရက်ဝေးသွားတာပြတင်ပြီးပြီလို့ထင်ပြီးတော့နေလိုက်တယ်ဒါပေမဲ့ group ပြန်ကြည့်လိုက်တော့မှဗီဒီယိုဖိုင်ကမတင်ရသေးဘူးမပြီးဘူးအဲ့လိုမျိုးဖြစ်နေရဆိုတော့လေဟိုဒီနားလေးမှာတစ်ဖြက်လိုက်မယ်ဟိုနောက်တစ်ပုတ်ကနောက်တစ်ဖိုင်မှာဆက်သွားပြီမယ်เนาะ10မိနစ်ကျော်သွားပြီဆိုတော့လေ